ညီကိုတို့ကတင်မောသားတယောက်လုပ်ဖို့စဉ်းစားရတဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစောင့်အောင်ကြည့်လိုက်ပါဒီဗီဒီယိုလေးမှာကျွန်တော်တင်မောသားဖြစ်လာတဲ့အကြောင်းရင်းနဲ့တင်မောသားတယောက်မှာလိုအပ်တဲ့အချက်တွေကိုကျွန်တော်သိတဲ့တော်တွေ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အဲဆိုဗီဒီယိုလေးကိုစလိုက်ကြအောင်ကျွန်တော်10ရန်တက်ပြီးဘာဆက်လုပ်ရမှမသိလမ်းပြောင်းနေတဲ့အချိန်မှာကျွန်တော်တကယ်ချင်းတယောက်ကတင်မောတင်တန်းတက်မယ်ဆိုပြီးလာခေါ်ရဗျအဲ့နဲ့ပဲကျွန်တော်တင်မောလောကတွေရောက်ခဲ့တယ်ဆိုပါတော့ပတ်ကိတ်နဲ့ကျွန်တော်တင်တန်းနေတက်လိုက်တယ်အခုဆိုရင်တင်တန်းကဘယ်လောက်လဲတော့မသိဘူးကျွန်တော်တို့က9သိန်းလောက်ကုန်တယ်ဒါအပြင်လမ်းစိတ်တွေရှိမယ်စားစိတ်တွေရှိမယ်တင်တန်းကာလာ9လလောက်တော့ကြာသွားတယ်တင်တန်းပြီးတော့လက်မှတ်တွေစုံသွားပြီပဲထားပါတော့ကုမ္ပဏီမှာဖောင်တွေတင်ပြီးလိုင်းရှာရမယ်အချိန်တွေလည်းပေးရမယ်ပတ်စံတွေလည်းကုန်တယ်ဗျအခုဆိုလိုင်းတွေကပတ်စံပေးနိုင်အောင်လူသစ်တွေမခေါ်တော့ဘူးအဲ့တော့လူသစ်တွေကစီဒူးတွေနဲ့ fishing တွေရောရောက်ကုန်တယ်လာသာ300လောက်တော့ရတယ်ဗျရိုက်ကြီးကအစိမ်းအရွယ်30လောက်ပေးရတယ်စီးတိုင်းကတော့6လပါဗျာ fishing လုပ်တွေကအရန်ကြန့်တယ်ဗျရုံးတွေရတယ်သူတို့ပတ်စံရရင်ပြီးတော့တောင်ယူမှုတောင်ကံမှုလည်းမရှိဘူးလူတွေဖြစ်ချင်တာဖြစ်ဆိုပြီးတင်မောပေါ်တင်ပေးလိုက်တယ်အဆက်အသွယ်လည်းမရကြဘူးဗျာ wifi လည်းမရှိဘူးပြန်လာတော့တချို့တွေဆိုလို့ရှိရင်အထွက်စာတွေပါမရလို့ဆိုပြီးတုံးတွေမရတဲ့လူတွေလည်းရှိတယ်အချို့ဆိုရင်အတိုးရည်နဲ့ဆွဲပြီးရိုက်ကြီးတွေပေးလာတဲ့လူတွေရှိတယ်ဗျာအဲ့မှာဘောကစပြီးပြတ်တာပဲတင်မောသားတယောက်လုံးမယ်ဆိုရင်အချိန်ကြီးလည်းရှိမယ်ပတ်စံလည်းကိုယ်တိုင်စိုက်ထုတ်နိုင်တဲ့အနေအထားရှိမှပဲလုပ်စီခြင်းတယ်ဗျမိဘ background မရှိရင်တော့ကျွန်တော်ကတော့မလုပ်ပါနဲ့လို့ပဲအကြံပေးခြင်းပါတယ်ဗျပြီးတော့ကျွန်တော်က YouTuber လည်းမဟုတ်ပဲစကားရေးပါလည်းအဲ့လောက်အရင်မပြောတတ်ဘူးဒါကကျွန်တော်သိတဲ့လောက်လေး sharing လုပ်ပေးတာပါကျွန်တော်ပြောရတဲ့မှာ brother တို့အသိပညာတွေတခုခုစံလေးတခုခုရပါတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးကူညီပေးခဲ့ကြပါဦးဗျ